蛮特别的，你有 discount， 我先做个 discount， 那你这边做不做？ ကျမစကတ်ကိုပင့်တင်လိုက်တဲ့အခါကောင်လေးကအောက်ကိုမကြည့်ပဲမနေနိုင်ခဲ့ပါဘူးကျမမျက်စိမိတ်ပြီးမျောလေးနေချိန်မှာပဲကောင်လေးဟာရုတ်တရက်ထွက်လိုက်ပါတယ်ဘာလို့လဲဆိုတော့သူကကျမရဲ့အပြစ်ကင်းစင်မှုကိုမဖြတ်စည်းခြင်းလို့တဲ့လေဒါပေမဲ့သူမသိခဲ့တာကကျမဖြတ်တန်းခဲ့ရတဲ့ဘဝအတွေ့အကြုံတွေဟာကျမကိုအပြစ်ကင်းစင်မှုတွေနဲ့အဝေးကြီးကိုခေါ်ဆောင်သွားခဲ့ပြီဆိုတာပါပဲတကယ်တော့ကျမဟာအမေနဲ့အတူကြီးပြင်းလာခဲ့ရတာပါမိသားစုထဲမှာညင်မမီတဲ့အပြင်အဝလွန်နေတဲ့ညီမလေးတစ်ယောက်လည်းရှိပါသေးတယ်အဲ့ဒီအကြောင်းရင်းကြောင့်ပဲအမေကညီမလေးကိုပို့လိုလိုက်ပြီးကျမပေါ်ကိုတော့အရန်ကိုကြမ်းတမ်းရက်ဆက်ခဲ့ပါတယ်အိမ်မှာအစားအသောက်ကောင်းတွေကစားစရာအသစ်တွေရှိရင်ညီမလေးကအမြဲတမ်းပထမဦးစားပေးပါလှပတဲ့ကောင်းဝင်လေးတွေကိုတောင်ညီမလေးကပဲဝတ်ဆင်ခွင့်ရှိခဲ့ပါတယ်ဒီလိုဖိနှိပ်မှုတွေအောက်မှာကြီးပြင်းလာရတဲ့ကျမဟာစိတ်ပိုင်းဆိုင်ရာတဖြည်းဖြည်းမတည်မငြိမ်ဖြစ်လာခဲ့ပါတယ်ကျမဟာကြက်ဥစိမ်းတွေကိုတမင်တက်တက်စားလေးရှိပြီးအမေကမိသွားလို့ရိုက်နှက်ဆုံးမရင်အောင်အပြစ်ပေးခံရမယ်ဆိုတာတိတိရဲ့နဲ့ပျော်ပျော်ကြီးပြုံးနေတတ်ပါတယ်ညဘက်တွေမှာလည်းညီမလေးရဲ့ကောင်းဝင်တွေကိုခိုးဝှက်ပြီးကစားလေးရှိပါသေးတယ်ဒီလိုလုပ်တာကိုနောက်နေ့မှာအမေကတိသွားတဲ့အခါကျမကိုအပြစ်ပေးတဲ့အနေနဲ့အိမ်ပြင်ဘက်မှာကြိုးတုပ်ထားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီလိုဆက်ဆံခံရရင်တောင်ကိုဖြေသိမ့်နိုင်မဲ့နီလန်းတွေကိုကျမရှာဖွေနိုင်ခဲ့ပါတယ်ဥပမာအနေနဲ့ညီမလေးကမြင်းလဲပေါ်ကိုခက်ခက်ခဲခဲတက်နေရတဲ့ရေစရာမြင်ကွင်းကိုကြည့်ပြီးကျမရင်ထဲမှာအနှဲငယ်စိတ်သက်သာရခဲ့ပါတယ်ပြင်းထန်တဲ့နေပူထဲမှာအကင်ခံနေရတယ်လို့ပူပြင်းနေရင်တောင်ကျမကတော့ပျော်ရွှင်နေသေးပါပဲဒါပေမဲ့ကျမမသိခဲ့တာကအမေနဲ့ညီမလေးထွက်သွားပြီးတာနဲ့ကျမရဲ့အဆိုးဝါးဆုံးအိမ်မက်ဆိုးကြီးစတင်တော့မယ်ဆိုတာကိုပါပဲအဲ့ဒီအချိန်မှာပဲတချင်းလေးနေပြီးလူတယောက်ရောက်လာပါတယ်ကြိုးတုပ်ခံထားရတဲ့ကျမကိုမြင်တဲ့အခါသူ့မျက်နှာပေါ်မှာတနာကျင်နာမှုတွေပြည့်ပါပဲသူကတခြားသူမဟုတ်ပါဘူးကျမရဲ့ဖခင်ရင်းကြီးပါဒါပေမဲ့နောက်တစ်စက္ကန့်မှာတင်ကျမရဲ့မျက်နှာကိုတေချာမြင်သွားတဲ့အဖေရဲ့မျက်လုံးတွေထဲမှာတော့